တန်တရားမှာရခဲ့တဲ့အရာတွေပါတော့ကိုကိုယ်တိုင်တရားတရားရှိအောင်ကြိုးစားတရားတရားမရှိသေးရင်ရှိအောင်လုပ်တယ်အတ္တသူတစ်ပါးတွေကိုတရားတရားရှိအောင်ဟောပြောပေးတယ်ပရဟိတကိုကိုယ်တိုင်သီလရှိအောင်လုပ်တယ်အတ္တဟိတကိုကိုယ်တိုင်သူတစ်ပါးကိုသီလရှိစေပရဟိတကိုကိုယ်တိုင်စွန့်ကြဲမှုရှိလာအောင်စွန့်လွတ်မှုဆိုတာရယူမှုရဲ့အကြောင်းတရားပဲပေါ့လောကမှာမစွန့်လွတ်ဘူးဆိုရင်ဘာမှရမှာမဟုတ်စွန့်လွတ်မှုဆိုတဲ့စာခဆိုတာအမတန်မှအရေးကြီးတယ်လို့ပြောတယ်နော်ဒီဘဝတောင်မှချွေရန်ဆိုတာချွေနိုင်မှရန်တယ်ဟုတ်မချွေရန်ကိုမရဘူးချွေတာကိုစာခကိုပြောနော်စာခရှိရအဲ့တော့စာခရှိခြင်းဒီဘဝလည်းအချိန်နေကောင်းတယ်နောက်ဘဝလည်းအချိန်ကောင်းနောက်တစ်ခုပညာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိခွဲခြားသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုမလှုပ်ဘူးလှုပ်တဲ့နာကိုလှုပ်တယ်ခွဲခြားမသိဘူးဆိုလို့ရှိရင်မလှုပ်တဲ့နာကိုလှုပ်တဲ့နာလို့ထင်မယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုကိုထင်မယ်ထင်သည့်အတွက်မလှုပ်တဲ့နာတွေလှုပ်မယ်လှုပ်တဲ့နာကြမလှုပ်ဘဲနေမယ်ဆိုအကျိုးမဲ့ဖြစ်ပေါ့အဲ့ဒါကြောင့်မို့လို့ပညာဆိုတာကုန်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိတဲ့ပညာမျိုး